တော့မချင်တတ်ပဲနဲ့အင်္ဂလိပ်စာသင်နဲ့အောင်မြင်မှုရလာတယ်ဆိုတာပြောတဲ့အခါကျတော့ဘာပဲပြောပေါ့နော်သူ့ရဲ့ဘဝအတွေ့အကြုံရသူအောင်မြင်မှုရဖို့အတွက်တက်လန်းတဲ့အခါမှာဒီအင်္ဂလိပ်စာသူစခုအနေနဲ့သူသုံးခဲ့တယ်ပေါ့ဒါပေမဲ့မအောင်မြင်ခဲ့ဘူးမအောင်မြင်ခဲ့ပေမဲ့ဒီနိုင်ငံမှာပြန်ပြီးတော့သူပြောသလိုပဲပေါ့နော်ဒီကလေးတို့လည်းအကျိုးရှိမယ်နိုင်ငံတို့လည်းအကျိုးရှိမယ်ဆိုလို့ရှိရင်သူ့အနေနဲ့ဆက်လုပ်ပါတယ်ပေါ့ဒီကြားထဲမှာလည်းစိတ်ညစ်စရာတွေအချိန်ချင်းကြုံခဲ့ပေမဲ့လည်းဆက်လုပ်တယ်ဆိုတာသိရတဲ့အတွက်တကယ်နိုင်ငံတို့လည်းအကျိုးရှိပါတယ်အဲ့ဒီအတွက်လည်းသူ့အနေနဲ့လည်းဒီတနန်းကိုလည်းဆက်ပြီးလုပ်ဖို့အတွက်လည်းကျွန်တော်အနေနဲ့အားပေးပါတယ်ပြီးတော့ဒီတနန်းကြီးအနေနဲ့လည်းအောင်မြင်မှုကိုလည်းစတဲ့တံပိုးရရှိပြီးတော့အများနဲ့လည်းကျွန်တော်တို့နိုင်ငံအကျိုးပြုတဲ့တင်နန်းကောင်းဆရာကောင်းဖြစ်ပါသေးလို့ပဲစုံကောင်းပါဟုတ်ကျေးဇူးတင်ပါတယ်ရှင်ကိုမင်္ဂလာပါရှင်မမဟုတ်ဂျီတီဆက်ရှင်နေပြီးစတောင်းထားလေးပြောပြပါဦးရှင်မမဟုတ်ဂျီတီစီလည်းဒီချက်မကအောင်မြင်တိုးတက်ပါစေဒီချက်မကစားပေါင်းများစွာကျောင်းသားဘောနော်ကောင်းတဲ့ဒီကျောင်းသားများကြီးမွေးထုတ်ပေးနိုင်ပါစေဆုတောင်းစကားပေးလိုက်ပါတယ်အမှတ်တရစကားလေးရှင်ပြောပြပါဦးရှင်မမမှတ်တရစကားကတော့ဂျီတီစီကျောင်းလေးဖွင့်မဲ့တဲ့အများကြီးကျေးဇူးတင်ပါတယ်ကလေးငယ်တွေအများကြီးအင်္ဂလိပ်စာတွေတိုးတက်လာတဲ့အတွက်ဘောနော်အရင်ကျေးဇူးတင်ပါတယ် GTC လည်းဒီနေ့တစ်ချိန်ကနေစပြီးတော့ဘောနော်အခုဒါ18ချိန်မြောက်အောင်နေစပြီးတော့နောက်ထောင်မှလည်းခလေးသားငယ်သမီးငယ်လေးတွေအတွက်ကိုပေါ့နော်အရန်ကိုအားကိုးအားထားရတဲ့ကျောင်းလေးဖြစ်တယ်ဒီထက်ပိုပြီးအောင်မြင်တဲ့ကျောင်းသားကျောင်းသူတွေကိုလည်းအများကြီးမွေးထုတ်ပေးနိုင်ပါစေလို့ဆုတောင်းပေးပါတယ် GTC မှာအမားတို့ဆယ်ရန်ပြီးကလေးကနေပြီးတော့တက်လာခဲ့တာပေါ့နော်အဲ့ကနေပြီးတော့အမားတို့သားသမီးတွေလည်းဒီမှာပဲထားတာပေါ့နော်ဒီမှာထားတဲ့ခါမှာကလေးတွေလည်းအရန်တိုးတက်တာကိုတွေ့ရတယ်ပြီးတော့အဲ့လိုကျောင်းအဖွဲ့အစည်းစာပဲတင်တာမဟုတ်ဘဲနဲ့အဖွဲ့အစည်းနဲ့နေတတ်အောင်လို့စိတ်သက်ပိုင်းဆိုင်ရာအစတင်ပေးတဲ့အတွက်အရန်ကျေးဇူးတင်တယ်ဒီလိုမျိုးကျောင်းမျိုးမှာဒီလိုကျောင်းမျိုးဖွင့်ပေးတာဒီလိုမျိုးကျောင်းမှာတက်ခွင့်ရတာကိုလည်းမတို့ကဂုဏ်ယူပါတယ်ဒီကျောင်းမှာထားရတာစိတ်ချမ်းသာတယ်ပေါ့နော်ကိုယ်ကလေးကိုပြန်ပြီးတော့မှလှည့်ကြည့်စရာမလိုအောင်လို့ဆရာမတွေကလုပ်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ် GTC ဒီချက်ပို့ပြီးအများကြီးအောင်မြင်ပါစေဟုတ်ကဲ့ GTC အခု16နှစ်ပြည့်မှဒီနောက်နှစ်ပေါင်းများစွာပေါ့ဒီပေါ်တာနဲ့ပဲဆက်လက်ပြီးတော့တည်ဆောင်နိုင်ပါစေအများကြီးတိုးတက်မှုရှိတဲ့ကလေးတွေအများကြီးမွေးထုတ်ပေးနိုင်ပါစေလို့ဆုတောင်းပေးပါတယ်ဗျဟုတ်အမှတ်တရစကားလေးရှင်လည်းပြောပြပါဦးရှင်ကိုမတရားစကားကတော့ဒီ GTC ကတစ်နှစ်မတူအောင်သူကအမြဲတမ်းလုပ်ပေးတယ်လေအဲ့တော့တစ်နှစ်ပိုထူးကြတဲ့နှစ်တွေနောက်ထပ်လဲလုပ်နိုင်ဖို့မျှော်လင့်နေပေါ့ဟုတ်ကဲ့